ကဲ web application တွေမှာခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါနောက်ွယ်မှာဘာတွေဖြစ်သွားလဲဆိုတာစဉ်းစားကြည့်ဘူးကြလားဒါတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်စဉ်တစ်ခုပါဒီကနေ့အစီအစဉ်မှာတော့ရုပ်ရှင်နဲ့ click တစ်ချက်နှိပ်လိုက်ခြင်းကနေစတင်ပြီးကွယ်ဝဲနေတဲ့ web event တွေရဲ့အလို့လို့ပုံအစဉ်စဉ်ကိုအတူတူချေရခံကြည့်ကြပါမယ်အထူးသဖြင့်ကျွန်တော်တို့နေ့စဉ်ရေးသားနေတဲ့ကုတ်တွေထဲက DOM event bubbling နဲ့ event delegation တို့ရဲ့လိုအပ်ချက်တွေကိုအသေးစိတ်တူးဆွဲကြည့်ကြရအောင်ဒီကနေ့လေ့လာမယ့်လမ်းဆောင်လေးကိုရန်ပြောပြပါမယ်အဓိကဖြင့် DOM3 အခြေခံတွေကနေစတင်ပြီးပုံမှန် event bubbling လို့ပုံဒီ bubbling ကိုဘယ်လိုရက်တက်မလဲဆိုတာနဲ့နောက်ဆုံးမှာတော့ event delegation ရဲ့အလို့လို့ပုံအဆင့်ဆင့်ကိုသွားကြမှာပါအပိုင်းဒီအနေနဲ့ DOM3 အခြေခံဒီကိုစပြီးကြည့်လိုက်ရအောင်ကျွန်တော်တို့နှိပ်လိုက်တဲ့ click လေးတစ်ခုဟာတကယ်တော့ပုံမူကျပြန့်တဲ့တိဆောက်ပုံအကြီးကြီးထဲမှာအသက်ဝင်နေတာပါ DOM3 ဆိုတာ node တွေအဆင့်ဆင့်ဖွဲ့စည်းထားတဲ့ 3D တိဆောက်ပုံတစ်ခုလိုမျိုးပါပဲတီချာ node လေးတစ်ခုကိုနှိပ်လိုက်တာနဲ့အဲ့ဒီတရားမှုဟာအပေါ်ကိုအဆင့်ဆင့်တက်သွားတဲ့လှုပ်ရှားမှု sequence တစ်ခုအဖြစ်ချက်ချင်းအသက်ဝင်သွားပါတယ်ဆိုလိုတာကဒီကြီးမားတဲ့ hierarchy ကြီးတစ်ခုလုံးဟာအစပြုမှုသေးသေးလေးတစ်ခုတည်းကနေစတင်ပြီးလှုပ်ရှားသွားတာဖြစ်ပါတယ်ဟုတ်ပြီပိုင်းနေအနေနဲ့ပုံမှန် event bubbling လမ်းကြောင်းကိုဆက်သွားပါမယ်ဒီပုံမှန် event bubbling ရဲ့စီစဉ်မှုလမ်းကြောင်းကတော်တော်လေးကိုမိုက်ပါတယ်ဥမာအဆင့်တစ်အနေနဲ့အောက်ဆုံးက span element လေးကိုနှိပ်လိုက်တယ်ဆိုပါစို့အဲဒီကနေအဆင့်2ရောက်တော့ event ကအပေါ်ကပြီး element စီကိုပြန်တက်သွားပါတယ်ပြီးတာနဲ့အဆင့်3အနေနဲ့ document အဆင့်ထိဆက်လက်ပြီးရောက်ရှိသွားပါတယ်ဒါဟာဘာနဲ့တူလဲဆိုတော့အထက်မြင့်အဆောက်အုံကြီးတစ်ခုမှာဓာတ်လေဗတ်တစ်စီးဟာအောက်ဆုံးထပ်ကနေအပေါ်ဆုံးထပ်ကိုတောင်းလျှောက်တက်သွားတယ်လို့မျိုး event လေးတစ်ခုရဲ့အထက်ကိုပြန်တက်သွားတဲ့စိတ်ဝင်စားစရာခီးစဉ်ပဲဖြစ်ပါတယ်ဒီလိုအထက်ကိုပြန်တက်သွားတဲ့ခီးစဉ်ကြီးကမျက်စိနဲ့မမြင်နိုင်အောင်ပျောက်ကွယ်သွားတာမျိုးမဟုတ်ဘူးနော်အောက်ဆုံး span နဲ့အပေါ်ဆုံး document အထိအစစ်စစ်တက်သွားမှုတစ်ခုလုံးကိုကျွန်တော်တို့ event log တွေကနေတစ်ဆင့်အချိန်နဲ့တပြေးညီတိုက်စောင့်ကြည့်မြင်တွေ့နိုင်ပါတယ်လမ်းကြောင်းတစ်လျှောက်ဘယ်နေရာတွေကိုဖြတ်သွားလဲဆိုတာကိုအတိအကျချရာခံနိုင်တာမို့တကယ်ကိုအသုံးဝင်ပါတယ်အပိုင်း3မှာတော့ဒီ bubbling ဖြစ်စဉ်ကြီးကိုဘယ်လိုရက်တက်မလဲဆိုတာလေ့လာကြမှာမယ်စောစောကဓာတ်လေကလိုအပရောကိုစတိုက်တက်နေတဲ့ခီးစဉ်ကိုကျွန်တော်တို့လိုအပ်ရလိုအပ်သလိုဖြတ်တော့တားဆီးနိုင်ပါတယ်။ဘတ်ပီကိုတီးရင်ပုံမှန် bubbling TP document အထိအဆုံးစွန်စတိုက်တက်သွားတာတွေ့ရပါမယ်။ဒါပေမဲ့ဘတ်ပီမှာလို stop propagation ဆိုတဲ့ command လေးကိုသုံးလိုက်တာနဲ့တပြိုင်နက် event ဟာအထက်ကိုဆက်မတက်တော့ပဲစတင်ရ span နေရာမတင်ချက်ချင်းကိုရပ်တန့်သွားပါတယ်။ tree ရဲ့အပေါ်ဆုံးထိရောက်သွားတာနဲ့မူလနေရာမှာတင်ဒီသေးချာချာပိတ်လုံထားလိုက်တာတို့ရဲ့ကြီးမားတဲ့ကွာခြားချက်ကိုထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။နောက်ဆုံးအပိုင်း4အနေနဲ့event delegation အလို့လို့ပုံကိုဆက်ကြည့်ကြရအောင်ဒီနေရာဟာတခေတ်အသက်ပါပဲစောစောကပြောခဲ့တဲ့ click ရဲ့အထက်ကိုပြန်တက်တဲ့လမ်းကြောင်းကိုအသုံးပြုပြီးကျွန်တော်တို့ပုံမ smart ကြတဲ့ application တွေတည်ဆောက်နိုင်ပါပြီဥပမာအပေါင်းခလုတ်လေးကိုသုံးပြီး span element အသစ်တွေကို dynamic အနေနဲ့လိုသလိုထည့်ထည့်တဲ့အခါအဲ့ဒီလိုအသစ်ထည့်ထည့်လိုက်တဲ့ element တွေအတွက် even listener အသစ်တွေထည့်ရေးနေစရာလုံးဝမလိုတော့ပါဘူးtree ရဲ့အထက်နေရာမှာ listener ထောင်ချောက်တစ်ခုဖန်တီးထားလိုက်တာနဲ့တင်လက်ရှိစနစ်ကအလိုလျောက်အကုန်လုံးကိုကင်တွယ်သွားမှာပါစိတ်ဝင်စားစရာကောင်းတဲ့အချက်ကဒီနီလန်ဟာ listener တွေအများကြီးမသုံးရတဲ့အတွက်ကြီးမားတဲ့ web page တွေရဲ့ memory နဲ့ processing power ကိုအမခံသက်သာစေပါတယ်တကယ်ကို game changer တစ်ခုပါပဲဒီနည်းပညာရဲ့တကယ်မော်ဆန်းတဲ့အချက်ကတော့လုံးဝကို listener အသစ်မထည့်ပြီးအလိုအလျောက်အလုပ်လုပ်သွားတာပါပဲအသစ်ထည့်လိုက်တဲ့ element တွေဟာသူတို့ရဲ့ parent တိဆောက်ပုံစီနဲ့လွတ်ဆောင်ချက်တွေကိုအလိုအလျောက်ဆက်ခန့်ရရှိသွားတာပါ။ဒါကြောင့် code တွေထပ်ခါတယ်လေရင်းနေစရာမလိုတော့ပဲအလုံးကိုတန့်ရှင်းပြီးစနစ်ကျသွားတာကိုတွေ့ရပါလိမ့်မယ်။ဒီကနေ့အစီအစဉ်ကိုအဆုံးသတ်ရရင်ကျွန်တော်တို့အားလုံးစဉ်းစားစရာအရေးကြီးတဲ့မေးခွန်းတစ်ခုရှိလာပါတယ်။ဒီ Messi နဲ့မမြင်နိုင်တဲ့ event တွေအထက်သို့ပြန်တက်သွားတဲ့ဖြစ်စဉ်ကြီးကိုကျွမ်းကျင်စွာအသုံးချခြင်းကခေတ်သစ် web application တွေရဲ့တိဆောက်ပုံနဲ့စွမ်းဆောင်ရည်ကိုဘယ်လောက်အထိတောင်ပြောင်းလဲစေနိုင်မလဲဆိုတာပါပဲ။ဒီဝှက်ထားတဲ့ခီးစဉ်ကိုကောင်းကောင်းနားလည်အသုံးချနိုင်ခြင်းကရှေ့ဆက်ပြီးအနာဂတ်မှာကိုရေးသားတည်ဆောက်တဲ့ပုံစံတွေကိုအများကြီးပြောင်းလဲတိုးတက်ပေးနိုင်ပါတယ်။ဒါလေးကိုဆက်ပြီးတွေးကြည့်ကြဖို့တိုက်တွန်းရင်းဒီကနေ့အစီအစဉ်ကိုဒီမှာပဲရပ်နားခွင့်ပြုပါ။အားလုံးပဲကျေးဇူးတင်ပါတယ်။